မင်္ဂလာပါရှင်ကျမတို့ရဲ့ရသဆောင် channel လေးကနေပြီးတော့ချေရတဲ့ပရိသတ်ကြီးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်စိတ်ဝင်စားစရာဇာတ်လမ်းကောင်းများစွာကိုအမြဲမပြတ်ရွေးချယ်ပြီးတင်ဆက်ပေးနေတဲ့ကျမတို့ရဲ့ channel လေးကနေဒီနေ့မှာတော့ချေရတဲ့ပရိသတ်ကြီးနားဆင်ရမယ့်ဇာတ်လမ်းလေးကဝက်လက်ချင်းရဲ့နောက်တာဒါမှမဟုတ်မြတ်တာစူးဆိုတဲ့ဇာတ်လမ်းလေးရဲ့အစအဆုံးလေးကိုနားဆင်ရမှာပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ဇာတ်လမ်းလေးမတင်ဆက်ခင်မှာတော့ကျမတို့ရဲ့ channel လေးကို like and subscribe လေးနှိပ်သွားပေးဖို့တောင်းဆိုပါရစေအသေးသေးတော့ဇာတ်လမ်းတွေတင်တိုင်းသိရှိဖို့အတွက်ဘေးနားအနုတီပေလေးကိုလေးတပါးလေးနှိပ်သွားပေးပါဦးနော်ကျေးဇူးများချစ်တင်ပါတယ်ရှင်ကဲဒါဆိုရင်တော့ဝက်လက်ချင်းရဲ့နောက်တာဒါမှမဟုတ်မြတ်တာစူးဆိုတဲ့ဇာတ်လမ်းလေးကိုအခုပဲတူတူလိုက်ပါပြီးတော့စေမြောနာဆင်ကြည့်လိုက်ရအောင်လားရှင်သမီးရေသမီးမေသမီးလေတော်ညွှန်းမလားသမီးဖြစ်သူရဲ့ချက်ရှိရနေအော်ခေါ်နေရှာတယ်အိမ်ထဲမှာရှိနေတဲ့မလာငုံစုတ်တက်ကမအေးဖြစ်သူချန်ပီယံကအော်ခေါ်တဲ့ကြောင့်ယောက်ျားဖြစ်သူပြောမှလဲဆိုသူမကိုယ်တိုင်ကလည်းအခုလိုလာတာကိုအလိုမကျတာကြောင့်ထွက်ပြောဖို့ပြန်လိုက်တယ်သူမသွားပြောဖို့ပြန်တော့ယောက်ျားဖြစ်သူကငုံမင်းမေကိုသွားပြောစမ်းကွာနောက်လည်းမလာစင်နေတော့အဲ့လိုမှမဟုတ်ရင်မေလည်းငါနဲ့မပေါင်းနဲ့ငုံအခုပဲသွားပြောမလို့ပါကိုရဲ့အေးအဲ့ဒါဆိုလည်းမြန်မြန်သွားပြောငါကြာရင်စိတ်မရှိတော့ဘူးမနေ့ညပါတီပွဲမှာတောက်တာများသွားလို့ရုံနာတော့လေအိပ်ပါတယ်အစင်းကိုမပြေဘူးသွားမြန်မြန်သွားဟုတ်ကဲ့ပါကိုရဲ့ပြောပြီးတော့မှလာငုံလေအိမ်ထဲမှာထွက်လာတယ်တော်ညွှန်းမလားသမီးပြသူကိုခေါ်ဖို့ပြန်တော့ရှိသေးတယ်အိမ်ထဲကထွက်လာတာမြင်တော့ဝမ်းသာအားရဖြစ်သွားကသမီးမလားအမေရေဘာလာလို့ပြန်လာလဲပိတ်ဆန်လိုချင်လို့လားရှော့အမေပြန်တော့နော်နောက်လေထပ်မလာနဲ့သမီးကိုချေရင်ပြန်မတော့နော်သမီးကသူများအိမ်မှာနေရတာအမေရဲ့ရောက်ခမမျက်နှာလေးရှိသေးတယ်အမေရေအမေသွားပါတော့နောက်လေမလာပါနဲ့နော်မေပြောပြီးတော့မေပြစ်သူရဲ့မျက်နှာဘာဖြစ်သွားမလဲခရီးမဆိုင်ပဲလှဲထွက်သွားတယ်မလားငုံကိုကြည့်ပြီးဒေါ်ညွှန်းမလားပါပြင်မော်မျက်ရည်တွေစီးကျလာတယ်လက်ထဲကသမီးပြစ်သူပေးသွားတယ်ပိုက်ဆံလေးကိုကြစ်ပါအောင်စုပ်ကရင်ထိုအိမ်ရှိမှလှဲထွက်လာခဲ့တယ်လမ်းလျှောက်ရင်ဒေါ်ညွှန်းမလားအရဲ့အကြောင်းပြန်ပြီးတွေ့လိုက်မိတယ်သမီးညွှန်းမလားရေသမီးလေးညွှန်အိမ်ထဲကနေထွက်လာပြီးဘာလဲအမေဘာလို့လဲဒေါ်သိပြသမီးဖြစ်သူရဲ့အမေကြောင့်ရင်ထဲနာကျင်သွားပြီမေစိတ်ကိုထိန်ကအတက်နိုင်ဆုံးပြုံးပြီးအမေကသမီးကိုလွမ်းလို့လာတာလေမလာရဘူးလားဟင်အမေသမီးကိုအရန်လွမ်းနေလို့ပါအဲ့လိုမဟုတ်ပါဘူးဒါပေမဲ့အမြဲတမ်းမလာတာကောင်းမေထင်တယ်သူများအရေးအောင်မှနင်းနေရတော့သူတို့မျက်နှာကိုသမီးကြည့်နေရတယ်အမေရဲ့ဒီလောက်ဆိုသမီးဘလို့နေရတယ်ဆိုတာအမေသဘောပေါက်မှာပါအမေနားလေပါတယ်သမီးဒါပေမဲ့သမီးရဲ့ညီမလေးညွန်သူ့မေစကားမဆုံးခဲ့ဘာလဲကျောင်းစာကိုလွတ်ပြတ်မိလားပေးမယ်ရှော့အမေပြောပြီးတော့လက်ကတခါတည်းပါလာတဲ့ပိုက်ဆံရိတ်ထဲမှာပိုက်ဆံတအုပ်ထုတ်ပေးလိုက်ပြီးအမေအိမ်ကိုမလာပါနဲ့အမေကိုသမီးဟာကြည့်ပြချင်ပေမဲ့သူများမျက်နှာကြည့်ရသေးတယ်အမေရဲ့အဲ့ဒါကြောင့်အိမ်ကိုအမေအမြဲမလာပါနဲ့အေးပါသမီးရဲ့ဒါဆိုအမေသွားတော့မယ်နော်ဟုတ်ကဲ့ပါအမေသူမပြောလိုက်တော့ထွက်သွားတဲ့အမေရဲ့ကြော်ပြန်ကိုကြည့်ပြီးသမီးတောင်းမှမာတယ်အမေအခုချိန်မှာသမီးကသူတို့လက်ခုပ်ထဲရရှိသူတို့ရဲ့ခိုင်ပတ်ကြွတယောက်ဖြစ်နေတာအမေမသိစေချင်ဘူးအမေကိုသမီးသိမသွားစေချင်ဘူးသမီးမိုက်တယောက်အတွက်အမေရဲ့မျက်ရည်တွေကိုမမြင်ချင်လို့ပါအမေတားခဲ့တဲ့ကြားတွေကသမီးသူ့ကိုရွေးချယ်ခဲ့မိတာအခုတော့သမီးမှားမှသိနေပါပြီအမေဒါကြောင့်အမေကိုရှင်နာနာနဲ့ပြောလိုက်မိတာပါသမီးကိုခွင့်လွှတ်ပါအမေသူမတယောက်တည်းကစကားတွေပြောနေတော့အိမ်ထဲမှာရောက်ခမဖြစ်သူကမိညွန်းညှိုးမလားဟဲ့ညှိုးမလားလာပါပြီအမေမျက်ရည်တုပ်ကရောက်ခမဖြစ်သူအနာပြေးသွားခဲ့ရတယ်လာခဲ့စမ်းကောင်းမချန်ပီယံမှာဘဲကောင်းနဲ့သွားတွေ့နေရလေဟမ်ငါသားဝင်နေကသစ္စာဖောက်ချင်တာလားရှုပ်ကလေးတနာကမနဲ့ကောင်းမကသူ့ရုပ်ကြည့်တော့တနာကမရှုံနေဘာလဲနေရချန်ပီယံမှာဘဲကောင်းနဲ့သွားတွေ့နေရတာလေညွန်ရောက်ခမဖြစ်သူဆွဆွဲတဲ့စကားတွေကြောင့်စိတ်ထဲနာချင်သွားကပါးပေါ်မှာမျက်ရည်တွေစီးကျလာပြီးတောင်းပန်နေမျက်ဝန်းထဲကြီးကမဟုတ်ပါဘူးအမေရဲ့မဟုတ်ပါဘူးညွန်မအဲ့လိုစိတ်မရှိပါဘူးအမေရဲ့သမီးမမောင်တယောက်ပဲရှိတာပါဘာကောင်းမနေငါ့ကိုပြန်ပြောနေရလားအခုတော့နေငါ့ကိုပြန်ခတ်ပြောနေပြီပေါ့လေမဟုတ်ပါဘူးအမေရဲ့မဟုတ်ပါဘူးသမီးတောင်းပန်ပါတယ်နော်တောင်းပန်ပါတယ်အမေရဲ့ကဲဟဲ့ငါ့ကိုပြန်ခံပြီးတော့ပြောချင်နေတဲ့ကောင်မကဲဟာငါ့ကိုပြန်ပြောချင်အောင်
အဲ့ဒီလိုပြောပြီးညွန့်ရဲ့ပါကိုပေပညာပြန်နှစ်ချက်ဆက်ရိုက်လိုက်တယ်အာကာတရားအိတ်နေရာမှာအခန်းရှိရအတန်တွေကြောင့်နိုးလာခဲ့တယ်ထုံးစံအတိုင်းအမေကမောက်ကိုအနိုင်ကျရိုက်နှက်နေပြန်ပြီနေမှာငါကိုယ်တိုင်တော့အမေလှုပ်စားထိုင်စားနေတာသူ့ကိုလည်းမကယ်နိုင်ဘူးအမေသဘောမတူပဲအချစ်တကူတဲ့ကြောင့်ရှုခဲ့တာအခုတော့နေတိုင်းစိတ်ဆင်းရဲနာကျင်နေရပြီ sorry ပါမအခုလိုမျိုးဖြစ်နေလေမောင်ကိုမကယ်နိုင်ဘူးဘာလို့လဲဆိုတော့ထုံစံအတိုင်းပဲမောင်ကလည်းအမေလှုပ်စားကိုထိုင်စားပြီးတော့အမေအိမ်မှာကတ်နေရလို့ပဲမောင်လည်းမကယ်နိုင်ဘူးခွင့်လွှတ်ပါ sorry ပါနော်မတယောက်တည်းပြောကရေချိုကန်နဲ့ဝင်သွားတော့တယ်ညွန်သူ့ဘဝသူစိတ်နာမိတယ်နေစဉ်နေတိုင်းဒီဒုက္ခတွေကိုခါးစိတ်ခံနေရတာလဲမုန်းလာပြီကိုတတ်သိဖို့ကြံမိမယ်လေမဖြစ်သေးပါဘူးဆိုတဲ့စိတ်နဲ့နေထိုင်ခဲ့တာအခုဆိုရင်တစ်နှစ်ပြည့်တော့မယ်ကျမမွန်းကြံနေပြီကျမကိုလွတ်အောင်ကူညီပေးကြပါတယောက်တည်းတွေ့ရင်စိတ်ထဲစကားတွေဆိုနေမိရမိဖို့ကြောင့်နေထမင်းချက်ရင်ရှင်နေပြုတ်တက်လာတာကြောင့်ပေးစနာကိုသွားကအန်နေတယ်ဒါကိုကြပြီးမိဖို့ကြောင့်နေဝင်လာတဲ့ရောက်ခမဖြစ်သူကဟဲ့မင်းညောနေအန်နေတယ်မဟုတ်မှာနေပိုက်ကြည့်နေတာလားဟမ်ပြောစမ်းငါ့ကိုပြောစမ်းမြန်ပြောစမ်းပါအေးနေပိုက်ကြည့်နေတာလားလို့ညောအန်နေရမှာရောက်ကမဖြစ်သူရဲ့စကားကြောင့်ရှင်ညောကပိုက်ကြည့်ပြီးအန်နာလားညောမသိဘူးအမေညောသိချာမသိဘူးဒါပေမဲ့ထမင်းစားမဝင်တာတော့တော်တော်လေးကြာပြီသေချာပါတယ်အေးညီးပိုက်ကြည့်တာသေချာတယ်ညီးကလေးဘသူနဲ့ရှာတာလဲငါ့ကိုပြောစမ်းမညောဟမ်ညီးကရှုံစားတယ်လို့မဟုတ်ဘူးအဲ့ဒါကြောင့်မလို့အခုညီးရတဲ့ကလေးဘသူနဲ့ရတာလဲလို့ငါ့ကိုအမှတ်တိုင်းပြောစမ်းမညောရောက်ကမဖြစ်သူရဲ့စကားတွေကြောင့်ညွန့်တော်တော်လေးအံ့ဩမိတယ်အမေရဲ့ညွန့်မှာပတ်သက်စရာယောက်ျားဆိုလို့ဟာဒီကအမေသားတယောက်တည်းရှိတာလေအမေရဲ့ဒေါ်ရွှေစင်သိပေမဲ့ချွေးမဖြစ်သူကိုမုန်းတာကြောင့်အိုအေးမဖြစ်နိုင်ပါဘူးငါသားကလေးမရနိုင်ဘူးတဲ့ဒေါက်တာကပြောထားတယ်အဲ့ဒါကြောင့်မို့ညီအခုရတဲ့ကိုဝင်ငါသားနဲ့လုံးဝမဖြစ်နိုင်ဘူးဒါပေမဲ့အမေညွန့်မှာညွန့်ရဲ့စကားမဆုံးခင်ဝင်ပြီးဖြတ်ပြောလိုက်တဲ့လူတယောက်ညွန့်မာတွေဘာတွေမှမသိဘူးမေပြောတယ်လို့မကလေးမရှာနိုင်ဘူးအဲ့ဒါကြောင့်မေမေးတဲ့စကားကိုမေမေးတဲ့မိကွန်းမအမှန်တိုင်းဖြေပါမောင်ဆရာဝန်ပြောထားတယ်ကလေးမရှာနိုင်ဘူးတဲ့မောင်ရဲ့စကားကြောင့်ညွန့်ရင်နေတော်တော်လေးနားချမ်းသွားပြီးအားနေနေတဲ့ချင်းကြောင့်မေ့လေသွားတယ်ညွန့်တို့လာတော့ညွန့်ရဲ့ဘေးမှာမောင်ကစာချုပ်နှစ်ခုကိုကင်ပြီးစောင်းနေတယ် sorry ဒီမှာကွာရှင်းစာချုပ်မောင်နဲ့ရတဲ့ကလေးမဟုတ်တဲ့အတွက်မောင်လှေးချိုးထမ်းရတာလောက်စေတနာမကောင်းတယ်လို့မောင်ကနွားတစ်ကောင်လည်းမဟုတ်ဘူးအဲ့တော့မောင်လက်မှတ်ထိုးပြီးမပဲကြံတော့တာပြီးရင်ဒီမှာမအတွက်ရော်ချင်းငွေ300တန်ပါတယ်နော်မောင်လှေးချိုးမထမ်းနိုင်ပေမဲ့မောင်နဲ့ပေါင်းခဲ့တာတစ်နှစ်ပြည့်တော့မယ်ဒါကြောင့်နင့်နာချေဖြစ်ယူလိုက်ပါပြီးရင်မသွားတော့မောင်နာနေမထွက်သွားတော့ဟာဒီရဲ့စာချုပ်ကိုဒီမှာပဲထားခဲ့မောင်သွားစရာရှိသေးတယ်ပြောပြီးတော့ထွက်သွားတဲ့မောင်ရဲ့ကြောပြင်ကိုကြည့်လိုက်ပြီးညွန့်ရင်နာစွာငိုဆိုင်မိတယ်မောင်ရဲ့မိမိကိုကြည့်လိုက်တော့မျက်နှာမှာအပြုံးနေနဲ့တိတ်တော်တယ်တိတ်ကိုတော်လုံးပါတယ်အမေရဲ့တာဖြစ်သူကိုရောဆေးဟောင်ဝန်ကိုပါအမေစီးရုံနိုင်ခဲ့တယ်တာဖြစ်သူအဖျားချိပြီးဆေးရုံရောက်တော့တတိမိသွားရပြန်ပြီးတတိရလာတော့လိန်ပြီးဆရာဝန်ကိုကလေးမရနိုင်ဘူးပြောခိုင်းတာကျမအကုန်ချားခဲ့တယ်ငွေရှိတော့ကြိတ်တာလုံနိုင်တာမစမ်းပါဘူးအမေညွန့်တာသေးမှမကြောက်လို့မိဘကိုအတင်တိုးခဲ့တဲ့ပိုးပလာတစ်ကောင်ဖြစ်ခဲ့ရတာညွန့်သွားပါမယ်ညွန့်ကအမေတို့နဲ့ဝေရကိုညွန့်ထွက်သွားပါမယ်မောင်လေဟာဒီကနေပြီးတော့တခါတည်းနှုတ်ဆက်ခဲ့ပါတယ်မောင်စိတ်ထဲကပြောပြီးလက်ထက်စာချုပ်မှာလက်မှတ်ထိုးလိုက်တယ်နောက်ဆုံးထိုစာချုပ်ပေါ်သူမရဲ့မျက်ရည်တစ်စက်ကအသေးသက်သေးဖြစ်ချသွားခဲ့တယ်ညွန့်ထိုတိုက်ရင်ကြီးကိုကြောက်ခိုင်းပြီးစိတ်ထဲမှာကျဉ်တ်ပါတယ်ကျမကျဉ်တ်ခဲ့တယ်အခုလိုမျိုးစောစောစီစီထွက်ခဲ့ရတဲ့အတွက်ကျဉ်တ်တယ်မဟုတ်ရင်ဘလောက်တင်နာကျင်ရအောင်မှမသိဘူးအတွေးတို့ကိုရှက်ခါတွေ့ရကားတစ်စီတားပြီးသူမရဲ့အိမ်ကိုပို့ပေးဖို့ကားသမားကိုလိပ်စာပြောပြီးကားပေါ်ကိုတက်ခဲ့တယ်ညွန့်သူမအမေအိမ်ပြန်ရောက်တော့အိမ်ရှိမှလူတွေအုံနေတာကိုတွေ့လိုက်ရတယ်ဘာလို့လူတွေဒီလောက်အုံနေတာလဲမဟုတ်မှအမေများတခုခုဖြစ်လို့လားတွေးမိပြီးတော့စိတ်ဘူးကလက်ထက်တော်ကိုပြစ်ချပြီးလူအုပ်ကြတဲ့အတင်းတိုးဝင်ကကြည့်လိုက်တယ်နောက်ဆုံးမှတော့တွေးလိုက်ပါပြီသူမရဲ့အမေတော်တင်းပြတ်ရဲ့အသက်မဲ့တဲ့ခန္ဓာကိုယ်ကြီးကညီမဖြစ်သူတင်းမာလာရဲ့လက်ထဲမှာသူမလည်းဘာမှတွေးမနေတော့ပဲငိုကအမေရေ
ထားကြည့်ပါဦးညီမလေးအမေကဘာဖြစ်တာလဲဟမ်အမေဘာဖြစ်တာလဲလို့ညီမလေးရဲ့မမကိုပြောပါညီမလေးရဲ့အမေကဘာဖြစ်တာလဲတို့အမေဘာဖြစ်တာလဲမမအမေကမမစီကပြန်လာတဲ့နေရာစပြီးတမိုင်ပိုင်တထွေတွေနဲ့နောက်ဆုံးအိပ်ရတယ်ဘုံဘုံလဲခဲ့တယ်တရက်ကြတော့အကျွေးရှင်တွေရောက်လာပြီးအမေကိုကြွေးတောင်းနေမမဒီအိမ်ကြီးကလည်းစုံပြီဒါကြောင့်ကြံရမရတဲ့အစုံနောက်ဆုံးအမေကအခုလိုအစိတ်တောက်သေးလိုက်တာပါပဲမမရဲ့ညီမလေးရဲ့စကားကြောင့်သူမဘာမှမပြောနိုင်တော့အောင်ဖြစ်သွားခဲ့ရတယ်တောင်းပန်ပါတယ်အမေရဲ့သမီးတောင်းပန်ပါတယ်ဒါတွေအားလုံးသမီးကြောင့်ဖြစ်ရတာပါသမီးမိုက်ကြောင့်ဟာရီကသမီးမိုက်ကြောင့်ဖြစ်ရတာအခုဆိုသမီးမှလည်းရှင်သွေးလေးရှိနေပြီမမွေးရသေးပေမယ့်သမီးစာနာတတ်ပါပြီအမေစိတ်ထဲကပြောကမျက်ရည်တွေကိုစီးချခွင့်ပေးပေမယ့်သူမနဲ့မတန်တဲ့အတွက်ကြောင့်အဲ့ဒီမျက်ရည်တွေလေးစီးစင်မလာတော့ပါအဲ့ဒီနေရာနေစားပြီးဒေါ်ညောမလာညီမပြစ်သူနဲ့အတူတနေရာကိုပြောင်းရွှေ့လာပြီးအခြေချနေထိုင်ခဲ့တယ်သူမရဲ့သမီးလေးတောင်တော်တော်အရွယ်ရောက်ခဲ့ပြီလို့တွေးနေတော့အမေရေအမေဟာဒီမှာဧည့်သည်ပါလာတယ်အမေရဲ့လာကိုယောက်ျားလေးတစ်ယောက်နဲ့တူအိမ်ထဲဝင်လာတဲ့သမီးထိုင်ပါကွယ်ဟုတ်သမီးသူကသမီးရဲ့ချစ်သူပါမေမေကျော်စီရတဲ့ကျော်စီရတားဘာလောက်တာလဲဟုတ်ကဲ့ကျွန်တော်ကကျွန်းဆောက်လို့ရေးကုမ္ပဏီပိုင်ရှင်ဦးကောင်းကျော်ဒေါ်မမမောင်ရဲ့တအူဒီတော်သားပါလုပ်ငန်းကတော့အခုအဖေရဲ့လုပ်ငန်းကိုပဲလေ့လာသင်ယူနေစေပါအန်တီဟုတ်ပါပြီသမီးဧည့်သည်ကိုအိတ်ခံထားလိုက်အောင်နော်အမေနားကြလို့အခန်းထဲဝင်တော့မေပြောပြီးတော့ထိုနေရာမှာထထွက်လာခဲ့တယ်တောင်အချာမှာသမီးကသူ့ရဲ့အနာကိုရှောင်းလာပြီးအမေသမီးချစ်သူကိုဘယ်လိုမြင်လဲသမီးရေအမေနဲ့သူတို့နဲ့ကအစံတန်မိုးနေပြီလို့ကြွားချလို့နေသမီးသူနဲ့မပတ်သက်ပါနဲ့မေမေလိုဖြစ်မှာစိုးလို့ပါသမီးရဲ့နော်သမီးအမငုံအမေကိုအင်းလို့ပြောပြီးထိုနေရာမှာထွက်ခဲ့လိုက်တော့တယ်တပတ်လောက်ကြာတော့ငုံတရားကျော်စရနဲ့ခွေရလိုက်ပြေးသွားခဲ့တယ်မိုက်လိုက်တာသမီးရေမိုက်လုံးကြည့်လိုက်တာဟာဒီဟာအမေလိုဖြစ်မှာဆိုလို့တားနေတဲ့ခြားကလှုပ်ရက်တဲ့ငါသမီးဟမ်မိုက်လိုက်တာမိုက်လုံးကြည့်လိုက်တဲ့သမီးအဲ့ဒီလိုပြောနေပေမဲ့အခုချိန်မှာအချိန်တွေဟာလွန်သွားခဲ့ပြီကိုသမီးကအပြိုပြန်မဖြစ်တော့ဘူးအန်တီရဲ့ကျွန်တော်ငုံကိုသေချာလက်ထပ်ယူမှာပါအေးပါကွယ်အခုချိန်မှာသဘောမတူလို့လည်းမရှာသဘောတူရတော့မယ်ငုံဟာရှာချလေးဖြစ်သူနောက်လိုက်နေတယ်တလားလောက်အကြာမှာညို့ရဲ့ညီမဖြစ်သူအပြိုကြီးကပွဲစားလုပ်ရင်လိန်လို့ဆိုပြီးအမှုရင်ဆိုင်ရတယ်အဲ့ဒီချိန်မှာဒေါ်ညို့မလာလေရှေ့စုမဲစုလေးတွေရောက်ပြီးအမှုလိုက်ပေမယ့်နောက်ဆုံးမှာတော့ညီမဖြစ်သူထောင်ချသွားတော့တာပါပဲဘလောက်ပဲငွေပြပြစင်ရတာနဲ့ချမ်းသာတာဟာကွာခြားနေတော့ငွေရှိတဲ့ဘက်ကပဲအနိုင်ရတာပေါ့အဲ့ဒါကြောင့်ဒေါ်ညို့ကလေထိုစိတ်တွေနဲ့အိပ်ရတယ်လေခဲ့တယ်အခုဆိုအိမ်မဲသူမတို့မှရှိတော့တယ်ငကိုတွေကယောဂခံရှိနေတော့ပို့ဆိုတာပေါ့ဒါပေမဲ့လေသမီးပြသူကိုတွေးချင်စောနဲ့တွားတွေ့ခဲ့တာသမီးပြသူရဲ့ပြောစကားကြောင့်ဒေါ်ညို့မလာအတွင်းတွေထဲမှာရှုံးထွက်လာပြီးပြစ်စုံပံကိုပြန်ရောက်ခဲ့တော့တယ်အမေရဲ့သမီးကအမေကိုပြောခဲ့တာသမီးစိတ်ဆင်းရဲတာကိုအမေမမြင်တွေ့စေချင်လို့အခုအမေကိုပြောခဲ့တာတွေကသမီးရဲ့သမီးလက်ထက်မှာပြန်ခံနေရပြီအမေသမီးသိလိုက်ပါပြီဝိုးဆိုတာနောင်ဘဝမကူတယ်လို့နောင်သားဆိုတာလေနောင်မှရှားတတ်တယ်ဆိုတာဟုတ်ပေါ့ကိုပြောလိုက်တဲ့စကားကကိုခန်းစားရတာကိုမသိစေချင်လို့ပြောခဲ့ပေမယ့်အဲ့ဒီစကားကြောင့်အမေခန်းစားရမှာကိုသမီးမတွေးခဲ့မိဘူးဟာဒီကသမီးမိုက်အမေရဲ့ခန်းစားချက်တွေကိုထည့်ပြီးတော့မတွေးခဲ့မိဘူးအမေအဲ့ဒီအချိန်တုန်းကဆိုအမေတော်တော်ခန်းစားရမှာပဲနော်အချိန်လုံးမှရှားတဲ့နောင်တကပြင်ဆင်လို့မရတော့တလို့အမေရဲ့မြတ်တာတွေကလည်းသမီးကိုစူးနေပြီအမေသမီးရဲ့သမီးလေးအဲ့လိုဖြစ်လာမှသမီးစိုးမိတယ်ဝက်လက်ချင်းရဲ့နောင်တဟာဘလောက်ထိကြောက်ဖို့ကောင်းနေဆိုတာကိုအခုကောင်းကောင်းနားလည်လိုက်ပါပြီအမေသမီးကောင်းကောင်းချင်းနားလည်လိုက်ပါပြီအဲ့လိုပဲမိဘမြတ်တာဟာထားခံရတဲ့လူပိုစူးတယ်ဆိုတာသိလိုက်ပါပြီစိတ်ထဲကပြောရင်ဆရာထောင်လို့အသက်ရွယ်ကြီးရလာပြီးယောဂအခန်းတွေကြောင့်ပဲနေပူကြီးထဲမှာဒေါ်ညို့မလာမေ့လေကြပြီးနောက်ဆုံးသူ့ရဲ့ကဘာကြီးကအမောင်တေးကျသွားတော့တယ်ဟုတ်ကဲ့ပါရှင်ချစ်ရတဲ့ပရိသတ်ကြီးအခုနားဆင်ကြရတဲ့ဇာတ်လမ်းကောင်းလေးကတော့ဝက်လက်ချင်းရဲ့နောက်ထားဒါမှမဟုတ်မြတ်တာစူးဆိုတဲ့ဇာတ်လမ်းလေးရဲ့အစအဆုံးလေးကိုနားဆင်ကြရတာပဲဖြစ်ပါတယ်ရှင်နောက်ရက်တွေမှာလည်းကျမတို့ရဲ့ channel လေးကနေပ
ယ်လိုမျိုးစိတ်ဝင်စားစရာဇာတ်လမ်းကောင်းများစွာကိုရွေးချယ်ပြီးတင်ဆက်ပေးသွားအောင်လဲဆိုတာကိုစောင့်မျှော်ပေးနာဆရာပေးကြပါအောင်ရှင်။နားဆရာပေးကြတဲ့တယောက်တစ်ယောက်ချင်းတိုင်းကိုစိတ်ချမ်းသာခြင်းကိုယ်ရေးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ဆုမကောင်းတောင်းပေးလိုက်ရပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။